လောကမှာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာအနှောင့်အယှက်တွေတွေ့ရတတ်တာများတယ်ပေါ့သစ်ပင်များဟာတခြားသစ်ပင်နဲ့ပို့ပြီးတော့မြင့်လို့ရှိရင်လေတိုက်တာပိုးခံရတယ်လို့လောကရဲ့အလယ်မှာမြတ်စွာဘုရားလွန်ထင်ပေါ်ကြော်ကြားတော့စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့မလိုမုန်းထားပြောဆိုမှုကိုခံရဆုံးပဲလို့ဒီလိုဆိုအောင်အဲ့တော့တမန်ပုဂ္ဂိုလ်တွေခံရတာဘာဆိုလောက်မလဲပြောပလောက်တာမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်တည်ပင်လေတရားတို့ရဲ့ကျိုးစီးပွားကိုဆောင်ရွက်နေတဲ့အချိန်မှာလူသားတွေကဆန့်ကျင်မဲ့လုပ်တဲ့လူတွေရှိသလိုနတ်တွေကလည်းပဲဆန့်ကျင်မဲ့လုပ်တဲ့နတ်တွေရှိကြတာအဲ့တော့မြတ်စွာဘုရားရဲ့ဘဝတစ်လျှောက်လုံးမှာမနတ်ကဆန့်ကျင်မဲ့လုပ်ပြီးအမြဲတမ်းနှောက်ယှက်မှုတွေကိုပေးတာမာရတန်ယုတ်ဆိုတဲ့မှတ်တမ်းတင်ထားတဲ့တန်ယုတ်နိကေလာကျမ်းတစ်ကျမ်းမှာ25တုတ်ကိုမှတ်တမ်းတင်ထားတာဒီတဲ့ပို့ပြီးတော့လည်းရှိနိုင်တယ်ပေါ့နော်